ကျော်လူငယ်ရေးဆိုတာတခါလဲကြပြီးွားရင်ပြန်မထနိုင်ပဲနဲ့အရှုံးနေကြတဲ့မှာပဲညှိမွန်တော့တတ်ကြတယ်။ဘာဖြစ်လဲဆိုတော့ကျော်လူငယ်ရေးဆိုတာစိတ်ခံစားချက်ကိုဦးစားပေးတဲ့လူတွေဖြစ်နေလို့ပါပဲ။ငင်းစိတ်နေလားစိတ်ညစ်လို့ရတယ်။ပောက်ကွင်းချင်လားပောက်ကွဲလို့ရတယ်။ငိုချင်လားငိုလဲလို့ရတယ်။ဒါမဲ့အရာအလုံးကအကန့်အသတ် limit တစ်ခုထားမှရမယ်။ဘာလို့ဆိုဒီအရာကိုကျွန်တော်တို့မကန့်သတ်ထားနိုင်ဘူးဆိုရင်ကျွန်တော်တို့ပြန်ထပြီးတိုက်ပွဲဝင်နိုင်ဖို့အတွက်ခွန်အားတွေမဲ့နေပါလိမ့်မယ်။ထွေးထွေးဆိုင်တော်မှနေဝင်လို့အချိန်တိုင်းတော်မှကိုစချက်ကိုရဲ့နေရာကိုပြန်ကြနိုင်နေတာပဲ။ကျွန်တော်လူငယ်တွေဖြစ်တဲ့ကျွန်တော်ကဘာဖြစ်လို့လေ့ကျပြီးပြန်မထနိုင်ရမှာလဲ။အဓိကကျွန်တော်ရဲ့စိတ်ပဲ။စိတ်ပိုင်းထက်နိုင်ဖို့လိုပါတယ်။ဒီနေ့ကျွန်တော်တို့စိတ်ညစ်နေလားညစ်လိုက်ပါငိုချင်လားငိုလဲလို့ရတယ်။ဒါပေမဲ့အလုပ်လုပ်တဲ့ချိန်မှာတော့အလုပ်လုပ်ရမယ်ကိုလုပ်ဖို့အတွက်ရည်ရထားတဲ့တစ်ခုကိုလည်းအဲ့ဒီရဲ့စိတ်ညစ်မှုတွေနဲ့လဲပလိုက်လို့မရဘူးကိုလက်လျှော့ချင်ပြီလားကိုပတ်စံမရှိတဲ့ချိန်တုန်းကညနာငယ်ခဲ့ရတဲ့အဖြစ်ကိုစဉ်းစားကြည့်ပါသိသက်ကြနေလားဒါဆိုရင်ငါအခုဘယ်နေရာကိုရောက်နေပြီလဲဒီရောက်တဲ့နေရာမှာကောငါရောက်ရဲနိုင်လားဆိုတာကိုပြန်ပြီးတော့စဉ်းစားရမယ်ငါအားငယ်နေလားငါခွန်အားတွေမဲ့နေလားပြန်ထဖို့အတွက်အင်အားတွေမရှိတော့ဘူးလားဆိုရင်တချင်ကကိုပတ်စံမရှိလို့အပေါင်းတင်းနေကြအတိုင်းဝိုင်းနေကြမှာဖေခံရတဲ့ဘဝကိုပြန်ပြီးတော့စဉ်းစားကြည့်ပါအချို့တွေရှိတယ်ငါပတ်စံချမ်းသာစရာမလိုဘူးစိတ်ချမ်းသာရင်ရပြီဆိုတဲ့ဟာမှန်ပါတယ်လောကကြီးမှာလည်းစိတ်ချမ်းသာဖို့လည်းလိုတယ်ဒါပေမဲ့စိတ်ပဲချမ်းသာရင်ချမ်းသာနေလိမ့်မယ်ဒီများကြားထဲမှာတော့တာနေမှာတော့မဟုတ်ဘူးပေါ့နော်ပတ်စံအဓိကတော့မဟုတ်ပေမဲ့ကျွန်တော်ပြောခဲ့တယ်လို့ပဲတရားဘဝမှာမပါသွားပေမဲ့ရှင်ရဘဝမှာတော့အရေးပါတယ်ဆိုတာတော့အမှန်ပါပဲဒါတော့လူတိုင်းလက်ခံထားမယ်ရပါတော့လူငယ်တွေဆိုတာအများတန်းခွန်အားဖြစ်စေတဲ့စကားတွေလိုအပ်ပါတယ်ကိုကဘယ်နေရာရောက်နေပြီလဲဆိုတာအရင်ဆုံးစဉ်းစားကိုကပြည့်ပြီဆိုရင်ညောင်းလည်းဖြည့်ပြီးပါအချိန်တော့ရေစားခဲ့တဲ့အချိန်မှာရေကန်းခဲ့ပြီးတဲ့လက်တွေကိုလည်းအမေ့ပါနဲ့ချို့တွေဆိုရင်အာဘိစကားသခွန်းကြောင့်အမြင့်ကိုရောက်လာတာရှိကြတယ်ချို့ဆိုရင်အာဘိစကားသခွန်းကြောင့်လဲကြရာနေပြန်ထနိုင်ရည်လည်းရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကချင်းလဲကူညီနိုင်မှရမယ်ပေါ့နော်အများတန်းဒီလမ်းကိုကြောက်တဲ့ဘက်ဖောက်နေလို့တော့မရဘူးဒါကြောင့်မလို့ကျွန်တော်တို့တီးရမှာကအတင်းထားပါလက်လျှော့လို့မရဘူးဆိုတော့ပဲခုခေတ်ကပတ်စံရှိမှလူရဝင်တယ်လို့ပဲပြောအောင်မလားဒါမှမဟုတ်ပတ်စံမရှိမှပဲလူတွေအကြောင်းကိုပဲအများကြီးသိရတယ်လို့ပြောအောင်ပါပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီထက်ပိုပြီးအများကြီးရှုံးရတဲ့သင်ခန်းစာယူရမယ်အများကြီးတိုးတက်လာအောင်လုပ်ရမယ်ကျွန်တော်ဆိုလဲအောင်မြင်တဲ့လူပြောင်းမဟုတ်ဘူးဒါပေမဲ့အောင်မြင်အောင်ကြိုးစားနေပြီတော့ပေါ့နော်ဒါပေမဲ့ကျွန်တော်မှာကတော့ဒီများကြီးတော့ဖြည့်ပေးနိုင်တာဆိုလို့အင်အားဖြစ်စေတဲ့ဗီဒီယိုတွေပဲတင်ပေးနိုင်တာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီထက်ပိုပြီးအများကြီးကြိုးစားတော့မှာပါဒီထက်ပဲအများကြီးကျွန်တော်အားပေးကြပါ support ပေးကြပါလို့ပြောချင်ပါတယ်ကျွန်တော်ကလူတယောက်ကိုအင်အားဖြစ်စေနိုင်မဲ့ဗီဒီယိုတစ်ပုဒ်တင်ပေးလိုက်လို့သူအင်အားဖြစ်သွားရင်တီချာတစ်ခုကသူ့အင်အားကလည်းကျွန်တော်အင်အားပါပဲကျွန်တော်ဆိုလဲခုဆိုချက်ပေါက်ပြီး comment တွေမှာလည်းအများကြီးပေါ့နော်ကျွန်တော် motivation နဲ့ပတ်သက်တဲ့ဗီဒီယိုတွေအများကြီးလာပြီးတောင်းဆိုထားကြတယ်ချက်ပေါက်မှာလည်းကျွန်တော်အများကြီးဖြည့်ပေးတယ်ပေါ့နော်ဒါကြောင့်မလို့လိုအပ်တာရှိရင်စောစီလာခဲ့ပါငွေကြေးပိုင်းနဲ့တော့ကျွန်တော်ကူညီမှာမဟုတ်ဘူးဆိုပေမဲ့အင်အားဖြစ်စေမဲ့အရာတွေကိုတော့ကျွန်တော်ကြံ့ကြံပေးနိုင်ပါတယ်အနည်းဆုံးတော့ခင်ဗျားတို့ရဲ့ခက်ခဲတွေကိုမဖြေရှင်းပေးနိုင်တော့မှခင်ဗျားတို့ဖြစ်နေတဲ့ခက်ခဲကိုတော့ကျွန်တော်နားထောင်ပြီးတော့တက်နိုင်တဲ့ဘက်ကနေကူညီပေးနိုင်ပါတယ်ဗျဒါကြောင့်မလို့ကျေးဇူးများတင်ပါတယ်ဗျ